မင်္ဂလာပါတကယ်ကျွန်တော်ဖျားတဲ့ကဲနှုတ်ထွက်စကားကိုအချိန်အနေနဲ့ပြန်ပြီးဝင်ငါခြင်းနဲ့ဒီညကျွန်တော်ပါဝင်ငါခြင်းလေးဆိုတော့ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး၄အငယ်၄ရဲ့အောက်နောက်မှာဖတ်ခြင်းနဲ့၄အစကနေဖတ်မယ်ဆိုရင်တော့မတရားသောမိထုံမိဝေးသောယောက်ျားမိန်းမတို့လောကီမိတ်တဟာယသည်ဘုရားသခင်နဲ့ဆန့်ကျင်ပဲဖြစ်ဒီကိုမတိကြသလောအဲ့လိုပြောထားတော့ဒါအထက်ပိုင်းဒါပေမဲ့ကျွန်တော်အတိတ်ကဝင်ငါခြင်းတာအောက်ပိုင်း၄ရဲ့အောက်ပိုင်းဤလောကနဲ့မိတ္တဟာယဖွင့်လို့သူဒီဘုရားသခင်၏ယံသူဖြစ်၏အဲ့လိုပြောတယ်။ကျွန်တော်တင်နဲ့ကျွန်တော်ကဘုရားသခင်ရဲ့ယံသူလားဘုရားသခင်ရဲ့မိတ်ဆွေလားဘုရားသခင်ရဲ့သားသမီးလားဆိုတာကကျွန်တော်တို့ကလေဘယ်သူနဲ့မိတ္တဟာယဖွဲ့လဲ။ကျွန်တော်တို့ခရိယန်ဆိုတော့အတိုင်းဝိုင်းမှာသုံးနေကြစကားတစ်ခွန်းရှိတယ်။အဲ့ဒါကမိတ္တဟာယဖွဲ့တယ်။ဟိုဘယ်အတင်းတော်နဲ့မိတ္တဟာဖွဲ့လဲ။အော်ဟိုအတင်းတော်မှာအပတ်တိုင်းမိတ္တဟာယဖွဲ့ပြီးမှတော့ပေါင်းပြီးမှနောက်ကွက်တော်နဲ့ပေါင်းပြီးပေါင်းတင်ဆက်ဆံကြတာဟိုအတင်းတော်မှာဟိုယုံကြည်သူတွေနဲ့မိတ္တဟာဖွဲ့တယ်အဲ့လိုပြောတယ်။ကြောင့်မိတ္တဟာဖွဲ့ဆိုတာကမိတ္တဟာဖွဲ့တယ်ဆိုတဲ့အတိတ်ပဲကပါတယ်။တလုံးတစည်းတဲ့စီလုံးညီညွတ်မှုရှိစွာနေထိုင်တဲ့အရာကိုမိတ္တဟာဖွဲ့တယ်လို့ပြောတယ်။ကြောင့်ခရစ်တော်နဲ့မိတ္တဟာဖွဲ့တော်သူဟာဘုရားသခင်နဲ့မိတ္တဟာဖွဲ့တော်သူဟာလောကလူသားတွေနဲ့မိတ္တဟာဖွဲ့လို့မရဘူး။ကြောင့်လောကလူသားတွေနဲ့မိတ္တဟာဖွဲ့တော်သူဟာလည်းဘုရားသခင်နဲ့မိတ္တဟာဖွဲ့လို့မရဘူး။ဘုရားသခင်နံဝိညာဉ်ဖြစ်တယ်။ဘုရားသခင်မမြင်ရသောနံဝိညာဉ်နဲ့ကိုယ်ကိုယ်ထိုက်တော်ဘုရားသခင်ဖြစ်တယ်။ဒါပေမဲ့အချိန်တန်လာတဲ့အခါမှာမြင်ရသောခရစ်တော်ကယေရှုဆိုတဲ့လူနဲ့ပုဂ္ဂိုလ်နဲ့ထင်ရှားတယ်။ဒါပေမဲ့မိတ္တဟာဖွဲ့ခြင်းဆိုတဲ့အရာကနံဝိညာဉ်ထဲမှာမိတ္တဟာဖွဲ့ရမယ်ပြောတာ။ကျန်လောကထဲမှာရှိသောအရာတွေကိုကျွန်တော်တို့မိတ္တဟာဖွဲ့တယ်ဆိုတာကသူတို့နဲ့နော်အဆအအရာမှာတထက်ထဲဖြစ်နေတဲ့အရာအဆအရာမှာသူတို့နီးသူကြံစီတယ်နော်အဆက်ဆက်ကြမှာသူတို့ပြောဆိုလို့လိုက်ပြီးပြောဆိုတယ်သူတို့ခံယူတဲ့အတိုင်းလိုက်ပြီးခံယူတယ်သူတို့မြင်တဲ့အတိုင်းကျွန်တော်တို့လိုက်မြင်တယ်သူတို့နေထိုင်တဲ့အတိုင်းကျွန်တော်လိုက်ပြီးနေထိုင်တယ်အဲ့ဒါကိုမိတ္တဟာဖွဲ့တယ်လို့ပြောတယ်ပြောကြတာတလုံးတဝတွေဖြစ်သွားတယ်သဘောတူညီတယ်လို့အဓိပ္ပာယ်ရတယ်မိတ္တဟာဖွဲ့တယ်ဆိုနော်အဲ့လိုမိတ္တဟာဖွဲ့နေတဲ့သူဟာတဲ့ဘယ်သူရဲ့ရန်သူလဲဘုရားသခင်ရန်သူပဲနော်မစားနဲ့စားတော်နေမှာဧကအမှန်တည်မယ်ဆိုတဲ့ပြညတ်ကိုချိုးဖောက်တဲ့ခါမှာအဲ့ဒီပြညတ်တရားကိုချိုးဖောက်ပြီးမှနားမထောင်တဲ့တစ်ချိန်တည်းမှာပင်သူတို့ကဘာလုပ်သွားဆိုလောကနဲ့မိတ္တဟာဖွဲ့သွားတော့သူဖြစ်တယ်။ကြောင့်လောကနဲ့မိတ္တဟာဖွဲ့တော့သူဟာဘုရားခင်ရန်သူဖြစ်တယ်။ကြောင့်လောကကိုချစ်တော့သူဟာငါနဲ့မဆိုင်နော်။ဒါကြောင့်ခရစ်တော်ကတမန်တော်တွေကိုယုံကြည်သူတွေကိုပြောတဲ့စကားကဤလောကနဲ့လောကမှာရှိသောအရာကိုမဆွဲလန့်နဲ့မခင်သွယ်နဲ့မချစ်နဲ့လို့ပြောတာ။ဟိုအမုန်းတီးပါတက်ဖြတ်ပါရန်လိုပါရန်ထောင်ပါသူတို့ကိုဒုက္ခပေးပါလို့မပြောမချစ်နဲ့လို့ပဲပြောတယ်အဲဆိုအတင်းနေထိုင်ရမယ်ပေါင်းတင်ရမယ်လိုက်ယုံညီတွေရှိအောင်နေရမယ်ဆိုတာတော့ကျမ်းစာမှာလည်းတွင်တင်ထားပါတယ်ဟုတ်ပါတယ်ဒါပေမဲ့နော်မိတ္တဟာပြုတ်တယ်ဆိုတဲ့အတိတ်တွေကပါလေတလုံးတထွေးတဲ့နော်တသွေးတတန်တမိန်တစိတ်တဝိညာဉ်တဲ့ဖြစ်တဲ့အရာကိုမိတ္တဟာပြုတ်တယ်လို့ခေါ်တယ်ကြောင့်မိတ္တဟာပြုတ်ခြင်းဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကသူတို့နဲ့လိုက်ယုံညီတွေနေယုံလေးတမဟုတ်အားလုံးဟိုရိုးတွင်းခြင်းစီတိသဘောတူတော့အရာကိုမိတ္တဟာဖွဲ့ခြင်းလို့ခေါ်တယ်ဒါကြောင့်အဲ့ဒီလိုလူလောကသားတွေနဲ့သူတို့နဲ့အတူတူအပေးယူလို့ပြီးမှနေတယ်အားလုံးကိုသဘောတူညီတယ်ဘုရားသခင်နဲ့ပတ်သက်တဲ့အရာကိုမစင်ခြင်းမစာငတ်ပဲနဲ့နော်နောက်ပတ်သမားတယောက်ကိုနောက်ပါထားပြီးမှအရှိမှကြောင့်လောကနဲ့ပတ်သက်တဲ့အရာကိုဦးစားပေးလို့တော့သူကိုဘုရားသခင်ရန်တူတယ်အဖြစ်အနေနဲ့သတ်မှတ်တယ်မိတ်ဆွေကဘုရားသခင်ရန်သူလားဘုရားသခင်မိတ်ဆွေရဲ့အဖလားဘုရားသခင်မိတ်ဆွေရဲ့နော်အကောင်းမွန်ဆုံးသောထောင်ရတည်သောမိတ်ဆွေလားဆိုတာကကိုယ့်ကိုစဉ်းစားရမယ်ကိုခံယူရမှာဖြစ်တယ်ဘုရားသခင်ကျွန်တော်ကိုသူ့ရဲ့မိတ်ဆွေသူ့ရဲ့သားသမီးသူ့ရဲ့ချစ်သားသမီးလို့ဆက်ဆံခြင်းတော်ဘုရားသခင်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေသူ့ကိုမလိုမုန်းထားတဲ့အရာသူ့ရဲ့ဆက်ဆံနေကိုကျွန်တော်တို့ဥပိ္ပခာပြုလိုက်ပြီးမှလေသူ့ရဲ့ရန်သူအဖြစ်တို့ရောက်အောင်ကျွန်တော်တို့ရဲ့အသွေးခေါ်ဖို့ကကျွန်တော်တို့ရဲ့ပြောဆိုရှောက်လန်းမှုနေထိုင်မှုကိုကအဲ့လိုဖြစ်သွားတာကျွန်တော်လူကလေကိုထင်တဲ့အတိုင်းမှန်တော့လက္ခဏာရှိတော်ညာလဲအဆုံးလိုက်တေးခြင်းပဲရှိရတယ်ကျမ်းစာပြောတယ်မိတ်ဆွေထင်တဲ့အတိုင်းကျွန်တော်ထင်တဲ့အတိုင်းရှောက်လို့နေတော့အသက်တာမဖြစ်ရဘူးဘုရားသခင်ပြောထားတဲ့အတိုင်းရှောက်လို့ရုပ်နေလောက်ရမယ်လူဖြစ်တယ်ကျွန်တော်လူကတော့ကိုတင်တဲ့အတိုင်းဟာဒီလိုလို့တော့ငါအကောင်းဆုံးဖြစ်မှာပါဟိုလိုလို့တော့အကောင်းဆုံးဖြစ်မှာပါဒီဘာသာရေးကတွင်နေထားတဲ့အရာကအကောင်းဆုံးဖြစ်မှာပါဟိုဆရာတမဟိုပြည့်ညက်တရားဟိုတမတရားနော်ဟိုတရားဒေသနာဟ
ဟိုဘာသာရေးအဖွဲ့အစည်းကအဲ့ဆရာကအဲ့လိုပြောတယ်ဆိုတော့အကောင်းဖြစ်မှာပါမဟုတ်ဘူးဖယားသခင်ပြောတဲ့စကားကလွယ်ဘယ်ရာမှတမာတရားမကြောက်နော်ကျွန်တော်တို့ကတော့ကိုညတိုင်းဝင်ငါနေတာဆိုတော့ဖယားသခင်ပြောခိုင်းတဲ့စကားဖယားသခင်ကျမ်းစာဖတ်ခြင်းအပြင်ကျွန်တော်က no ဆိုတဲ့စကားပဲကျွန်တော်ပြောပါတယ်ကျွန်တော်ပြောချင်တဲ့အတိုင်းကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ရဲ့အုံနောက်ကျွန်တော်ရဲ့ဘုဟုတ္တကိုအခြေခံထားပြီးမှကျွန်တော်အဲ့မှာတီးပြီးမှအဲ့တော့အခြေခံကြထားပြီးမှကျွန်တော်ဝင်ခါတာမဟုတ်ပါဘူးကျွန်တော်မှဘာမှဘုဟုတ္တလည်းမရှိပါဘူးမစုံလင်ပါဘူးဒါပေမဲ့ဘုရားသခင်ဒါပြောစေချင်တဲ့အရာဆိုတာကျွန်တော်စိတ်ထဲမှာခံစားတယ်ကျွန်တော်စိတ်ထဲမှာနိုးစော်တယ်ကျွန်တော်ပြောနေတဲ့အချိန်မှာပြင်လေစစ်မှန်တော့တမန်တရားကကျွန်တော်နှုတ်ထွက်ကနေနှုတ်ရှာပါဇက်ကနေကျွန်တော်မစင်စားတဲ့အရာကျွန်တော်ဘယ်တော့မှစိတ်ကူးမရင်တဲ့အရာတွေပြောချင်တာဒီလိုစကားပြောမယ်ဆိုရင်ကျွန်တော်မှတည်တံ့မရှိတဲ့အရာတွေကသူ့စကလုံးတွေကသူ့ကနေထွက်လာတယ်ကျွန်တော်အဲ့ဒါတွေကိုကျွန်တော်ကမြတ်ဝမ်းထင်ကိုယ်တိုင်ကိုယ်ချခံစားရတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့အတုံးတော်ခံနိုင်တော့သူဟာဘုရားသခင်တုံးတယ်ကျွန်တော်တို့ဘက်ကနေသူ့ရဲ့အတုံးတော်ခံကျင်တော့သူဘုရားသခင်ငါ့ကိုတုံးပါကျွန်တော်ကိုတုံးပါကျွန်တော်ကိုတုံးပါဆိုပြီးမှနော်အနန္တော်သူဖြစ်ဖို့ပဲအရေးကြီးတယ်ဒီနေ့ဒီခါမှာကျေးဇူးတော်ခါလာမှာနော်ပညာမဲ့ကိုလည်းတုံးလို့ရတယ်ပညာရှင်ကိုလည်းတုံးလို့ရတယ်နော်တထေးတချွေကိုတုံးလို့ရတယ်စင်ရည်သားကိုလည်းတုံးလို့ရတယ်ဘယင်ကိုတုံးလို့ရတယ်ဟိုနော်အောက်ခြေလူဒန်းစားကိုလည်းတုံးလို့ရတယ်ဘယ်လိုမျိုးလူမဆိုဘုရားသခင်ရဲ့အတုံးတော်ခံကျင်တော့သူဘုရားသခင်အတုံးလို့ရတယ်ပညာဆုံးဆရာလည်းမလို့ပညာဆုံးလည်းရတယ်ဘွဲ့ရဆရာလည်းမလို့ဘွဲ့ရလည်းကိစ္စမရှိရတယ်ကျွန်တော်ကဖြစ်နိုင်တော့ဘုရားသခင်အတုံးပြုအောင်ကိုယ့်ရဲ့ဘဝတတအစင်တင်ပေးထားဘုံအပ်ထားတော့သူဘုရားသခင်တော်ကျွန်တော်မိတ္တာရပြုလို့ဆိုပါလေလောကလူသားတွေနဲ့သဘောတူကြီးဖြူပြီးမှအဆအရာမှာသူတို့နီးတူလိုက်ပြီးမှအသက်ရှင်ဖို့မဟုတ်ဘူးကြောင့်လောကလူသားတွေနဲ့တင်ရတယ်တမူထူးခြားတယ်ရအဲ့ဒါဖြစ်တယ်အပေါ်ယံတရံမှာကြောင့်လူပါတယ်အားလုံးကတင်းနေကျွန်တော်ဟာလည်းလူပါပဲတခြားသောလောကလူသားတွေလည်းလူပါပဲဒါပေမဲ့အထိမ်းမှာကမိတ္တာရပွဲခြင်းမတူကျွန်တော်ကဘုရားသခင်နဲ့မိတ္တာပွဲရတယ်လူလောကလူသားတွေကလောကလူသားအချင်းချင်းမိတ္တာပွဲကြောင့်သူတို့ကအရက်တော်ကြရအောင်အရက်တော်ဘိန်းတော်ရှုကြရအောင်ဘိန်းတော်ရှုကြတယ်ခိုးဆိုးလူရဲ့တောင်းချမ်းကြရအောင်အဲ့လိုလုပ်ကြတယ်သူများသားများကိုပြစ်မှားကြရအောင်စောကားကြရအောင်လူတွေရိုက်ကြရအောင်လူတွေတဲ့အောင်အမျိုးမျိုးတော့လုပ်ကြရအောင်လုပ်ကြတယ်ဒါမှမဟုတ်လေနော်ကဲငါတို့ဘာသာရေးအဖွဲ့စစ်ကငါတို့ဘာသာကအကောင်းဆုံးဖြစ်တယ်ဆိုတဲ့ຢာကိုပြကြရအောင်ပြောချင်တာကဒီကဘာမှာငါတို့ဘာသာကအကောင်းဆုံးပဲဆိုတော့ဘာသာရေးတရားပဲမှာနော်အင်မတန်မှဂျင်ယူလေးစားစရာကောင်းအောင်ငါတို့ကလူစုလူဝဲလုပ်ပြီးမှလူတွေရဲ့ဂျင်ယူလေးစားခြင်းကြောင့်ငါတို့ရဲ့ဘာသာကဘာတီနေတွေ့ရှိနေဖို့အတွက်ငါတို့စူးစမ်းအားထုတ်ကြရအောင်မကောင်းတဲ့ဘက်မှာစုယုံတာစီယုံတာနဲ့နော်ဘာသာတရားအောက်မှာစုယုံတာစီယုံတာအားလုံးကတော့ဘုရားသခင်ရှေ့မှာအတူတူပဲမိတ်ဆွေသူ့ကိုမလက်ခံမယုံကြည်တော့သူကလည်းဘယ်မှာပဲစုယုံဘယ်မှာပဲစီယုံအလကပဲမိတ်ဆွေတင်းကတခိုးကြဘိုးအုပ်စုမှာစီယုံနေတော့ညာလဲနော်စုယုံနေတော့ညာလဲဘုရားသခင်ရှေ့မှာမလာတော့သူအလကပဲတင်းကဘာသာရေးတစ်ခုခုမှာစီယုံပြီးမှအမှနော်စုလုံးနဲ့နေပြီးမှနော်အဆအရာမှာစီတောင်းရတဲ့နော်အရှုပ်အရှင်းမရှိဘဲနဲ့နော်စီလုံးညီညွတ်ကြတယ်ဘာသာရေးတစ်ခုခုမှာဒါလည်းဘုရားသခင်ရှေ့မှာမလာရင်အလကပဲလူတော်များများကဘာသာရေးတရားမှာအရန်ပဲလေးလာလိုက်စားတဲ့သူကအရန်ကြည်ညိုတယ်ဟာဒီလူကတော့တကယ်ကြည်ညိုလေးစားစရာကောင်းတယ်သူကလေဘာသာရေးအရန်ကြည်ညိုလိုက်စားတာသူကမလိမ်မာတော့သူကိုလိမ်မာစေတယ်သူကလည်းတရားစေတနာအရန်ဝင်ရတာသူကတရားအရန်ကျင့်နိုင်တာသူကစုအရန်တောင်းနိုင်တာပတိအရန်စိတ်နိုင်တာသူကတရားအရန်ထိုင်နိုင်တာကြည်ညိုတယ်လေအဲ့ဆိုအဲ့လိုလုပ်တာမကောင်းလားကောင်းပါတယ်ဒါပေမဲ့ဘုရားသခင်ရှေ့မှာမရောက်တော့အရာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဆိုတဲ့ဘုရားသခင်တတ်မှတ်တဲ့အထဲမှာခရစ်တော်ရဲ့အသွေးအသက်ထဲမှာသူ့ရဲ့အစီအစဉ်ထဲမှာမရှိဘဲနဲ့လောက်တော့အရာကဘုရားသခင်ဂရုမစိုက်ဘုရားသခင်ဂရုမစိုက်ဘူးမိတ်ဆွေအပြစ်ကြီးသွားတယ်တခါတည်းငရဲလေးပြစ်ချလိုက်တာတော့အဲ့လိုချစ်ချင်းတော့မလုပ်ပါဘူးနော်ဘုရားသခင်ကသူ့ရဲ့ဂျေဇုတရားထဲမှာဘယ်သူရှိတယ်လဲဂျေဇုတရားထဲမှာရှိနေဖို့အရေးကြီးတယ်ဂျေဇုတရားကလည်းအပြစ်များလိုက်ပဲလွတ်စေဆိုတာအဲ့ဒါဖြစ်တယ်ယုံကြည်ဖြောင့်မတ်လို့သူဒီယုံကြည်ခြင်းအပြည့်အသက်ရှင်နေမယ်ဖြောင့်မတ်လို့သူကအကျင့်အဖြစ်အသက်ရှင်နေမှာမပြောအဲ့ဆိုကျင့်တာမှားလားကျင့်တာမဟုတ်ဒါပေမဲ့အကျင့်ကပထမမဖြစ်ရအောင်ယုံကြည်ခြင်းကပထမဖြစ်ရဂျေဇုတရားထဲမှာယုံကြည်ကိုးကွယ်ဆွဲလန်းတည်နေတော့အသက်တာဖြစ်ရအဲ့ဒီနောက်မှာအကျင့်နဲ့ရှင်တော့ယုံကြည်ခြင်းဆိုတာလာတယ်အကျင့်မပါတော့ယုံကြည်ခြင်းလည်းဖျက်လိုက်ခင်မကြိုက်ပါဘူးဒါပေမဲ့ယုံကြည်ခြင်းဆိုတာနော်ဒီဓမ္မဟောင်းယုံကြည်သူတွေကိုပြောတဲ့အခါမှာအကျင့်နဲ့ကင်းတော်ယုံကြည်ခြင်းအကျင့်နဲ့တပြိုင်တည်းရှင်သွေးပြီးမှသွားလာတဲ့ယုံကြည်ခြင်း
စစ်မှန်တော့ဘုရားသခင်ကိုယုံကြည်ကိုးကွယ်တော့သူဟာစစ်မှန်တော့ကေတင်ချင်းအမှန်တကယ်ရရှိတော့သူဟာအကျင့်နဲ့ကင်းတော့ယူခြင်းမရှိကြပါဘူးအကျင့်နဲ့တွဲရယူခြင်းရှိပြီးသားပါဒီရောက်ကအထုတည်းပြောနိုင်စရာမလိုဘူးဒါကြောင့်ကျွန်တော်ကလေဘယ်နေရာမှာစီးလုံးနေကြတယ်ဘယ်နေရာမှာစီးလုံးညီညွတ်နဲ့စီယုံရေးဆင်းနေကြတယ်ဘာသာရေးမှာလားဒါမှမဟုတ်နော်ခိုးဆိုးလူရတောင်းချမ်းနဲ့ဒုစရိုက်နဲ့ပတ်သက်နေမှာစီးလုံးနေကြသလားဒါမှမဟုတ်လေနော်အားလုံးကိုကုညီရိုက်ပေးကြရအောင်ငါတို့ကပရာဟိတအဖွဲ့တွေလေငါတို့ဘာသာရေးအကြောင်းပြောလူမှုရဲ့အကြောင်းနော်ကတွဲရင်ဘယ်နိုင်ငံရဲ့အကြောင်းအစိတ်ကိုလူတွေကိုကုညီရိုက်ပန်ထောက်ပံ့မယ်ဘယ်လူတွေဘယ်လူမျိုးတွေဘယ်ဘာသာဝင်ဖြစ်ဒုက္ခရောက်နေတော့သူလိုအပ်နေတော့သူငါတို့ကုညီတယ်ငါတို့ဘာသာရေးလည်းမကြည့်ပါဘူးဘယ်ဘာသာမဆိုအားလုံးကုညီတယ်အဲ့လိုမျိုးမှာစီးလုံးတဲ့လူမျိုးရှိတယ်ဘယ်မှာစီးလုံးမှာနော်ကောင်းတဲ့အရာရှိတယ်လို့ဆိုးတဲ့အရာလည်းရှိတယ်နော်အခုပရဟိတနော်တွေးလူတာတို့နော်အားလုံးကလည်းကောင်းတဲ့အရာကြီးပါပဲဒါပေမဲ့အဲ့ဒီကောင်းတဲ့အရာဆိုတဲ့အရာထဲမှာပူကောင်းတဲ့အရာပါလဲဆိုခရစ်တော်ကိုယုံကြည်လက်ခံခြင်းကျွန်တော်ကလေကောင်းတဲ့အရာထဲမှာတော့မနော်တမန်တရားကိုရှာတွေ့ဖို့အရေးကြီးတယ်လူမျိုးများဆိုတာကအမှန်တရားနဲ့ကြီးနေတယ်လူမျိုးများဆိုတာအကောင်းထဲမှာအမှန်တရားနဲ့ရှာဖွေပြီးမှလေအမှန်တရားနဲ့ရှိနေပြီမှဆိုတော့အဲ့ဒါကိုအားလုံးတန်ချမ်းစီလို့ခတ်ထားပြီးမှအဲ့ဒီထဲမှာဂျေနတ်ပြီးလုံခြုံစွာနေရပြီသူထင်တယ်နောက်တမလွန်အတွက်ငါတို့ကပရာဟိတသမားတွေပဲငါတို့ကနော်လူတွေရဲ့ဒုက္ခပြဿနာကိုလိုက်ပြီးဖြေရှင်းနေတဲ့လူတွေပဲငါတို့ကဘာသာရေးတရားမှာကြင်ကြံအားထုတ်နော်တွင်တင်နေတဲ့လူတွေပဲအဲဆိုငါတို့ကအကုသိုလ်မရှိပါဘူးငါတို့ကကုသိုလ်ကြီးပဲဖြစ်နေတာဒါကြောင့်ငါတို့ကနောက်တမလွန်မှာစိတ်ချရအောင်ပါအပင်ကြီးကလွတ်မှာပါအဲ့လိုလူထင်တဲ့အတိုင်းမှတော့လက္ခဏာရှိတော်ညာတယ်အစုံမှာတေးခြင်းငရဲမှာတေးခြင်းလောကနဲ့မိတ္တဟာဖွဲ့တယ်ဆိုတာအဲ့ဒီလိုမျိုးကိုပြောတာမိတ်ဆွေကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ခရစ်တော်ထဲမှာမရှိတော့အရာကလေဘုရားသခင်ရဲ့ယေရှုတရားထဲမှာမရှိဘူးခရစ်တော်ထဲမှာရှိတဲ့သူကလေအပြစ်များလိုက်ပဲလွတ်စေဆိုတဲ့ယေရှုတရားထဲမှာအကျိုးဝင်တယ်တောင်ကောင်းတာလုပ်တာကောင်းပါရတယ်ဒါကြောင့်တော်တော်များများကတင်ကမကောင်းတာလုပ်တဲ့အတွက်ကြောင့်မကောင်းတာပြင်ရမယ်တင်ကကောင်းတဲ့အရာလုပ်ရင်ကောင်းတာပြင်ရမယ်ဒါလူလောကသားတွေရဲ့နိယာမပဲဟုတ်ပါလေမှန်ပါတယ်တမန်တရားအရာကြည့်နေကိုစိုက်တဲ့အတိုင်းရေးရမယ်ဆိုတာရှိပါတယ်ဒါပေမဲ့နောင်တမလွန်ကြောင်းကတော့နောင်တမလွန်ဆိုတဲ့ခီးမှာကြတော့အဲ့ဒီကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုတဲ့အရာကနောင်တမလွန်ထိအချို့မရှိတော့ဒီ list နောင်ရိခုပြစ္ဆုတ်ပံကာလမှာပဲအချို့ရှိတာကြောင့်ခရစ်တော်ကိုမယုံကြည်တော့သူလည်းပါလာတရားကိုင်းဆိုင်တဲ့အရာလူရဲ့ခြင်းကိုလေးစားခြင်းခံရတယ်ခရစ်တော်ကိုမယုံကြည်တော့ညာလည်းသူများကိုကူညီထောက်ပံ့တဲ့ကြောင်းနဲ့စောက်ပေးတယ်တရားတွေတော့ခင်းပေးတယ်အမျိုးမျိုးစီစဉ်ဥစ္စာတွေအဝတ်အထည်ဝေပေးတယ်နော်ကျွေးတယ်မွေးတယ်ခရစ်တော်ကိုမယုံကြည်ပါဘူးဒါပေမဲ့သူတို့ကောင်းပါတယ်သူတို့လှုပ်ဆောင်မှုကလေအကျိုးကအနေနဲ့ပြန်ရပါတယ်လူတွေကြီးညိုခြင်းလေးစားခြင်းအားကြခြင်းတော့အမျိုးမျိုးခံရပါတယ်ဒါကောင်းပါတယ်မကောင်းဘူးလို့မပြောကောင်းပါတယ်ဒါပေမဲ့နောင်တမလွန်ကအဲ့ဒီအပေါ်မှာမရှိဘူးနောင်တမလွန်ရဲ့စိတ်ချမှုငရေကလည်းလွတ်မြောက်ခြင်းကောင်းကင်ရောက်ခြင်းဆိုတဲ့အခါအဲ့ဒီအပေါ်မှာမူတည်တာမဟုတ်ဘူးအဲ့ဒီအပေါ်မှာမူတည်နေတယ်ဆိုရင်ခရစ်တော်ကလောကကထဲမှာအသေးခံတာအချီးနှီးပဲအလကားအသေးခံတာဖြစ်သွားပြီခရစ်တော်လောကကထဲမှာအသေးခံတာအလကားအသေးခံတာဖြစ်သွားပြီအဲ့ဆိုဘု து အတွက်လေအပြစ်ရှိတော်သူအတွက်အသေးခံတယ်ကိုကလည်းကိုယ့်ကိုဖြူစင်ဖြောက်မှတ်ပါတယ်ကိုကလည်းကိုယ့်ကိုရုပ်သားဖြူစင်ပါတယ်လို့ထင်နေတဲ့လူတွေအတွက်ခရစ်တော်ကလာချင်းဖြစ်တော်ညာလိုက်သူကသူ့ကိုသူခရစ်တော်မလက်ခံတဲ့အတွက်ကြောင့်ကိုမန်တဲ့အတိုင်းကိုထင်တဲ့အတိုင်းသွားနေတော့လူလောကမှာကြီးစိုးနေတဲ့အရာလူလောကမှာနော်ဥဆောင်နေတဲ့ဘာသာရဲ့အသွေးခေါ်တွေလူရဲ့ထိတ်တန်းအဆင့်ရှိပါဆိုတော့အသွေးခေါ်နော်အမျိုးမျိုးတော်ပြည်သူနေတီတွေကလူကိုလွှမ်းမိုးပြီးမှအဲ့ဒီအရာထဲမှာခြေနဲ့နှစ်သိပ်ပြုံးမွေးပြီးမှအဲ့ဒီအရာနီးသူအသက်ရှင်တယ်ကြောင့်လောကမှာနော်အမှန်တရားကအကောင်းဆုံးလို့ထင်တယ်ဟုတ်ပါတယ်တမာတရားမရှိဘူးဆိုရင်တော့တမာတရားနဲ့မနိုင်ရှင်ဘူးဆိုရင်တမာအမှန်တရားကောင်းပါတယ်အမှန်တရားလေအမှန်တရားမှန်လဲမှန်တယ်တရားလဲတရားကျန်အမှန်တရားလေဒါကြောင့်လူလောကမှာနော်ခရစ်တော်ကိုမရှိဘူးခရစ်တော်ကိုမစင်စားဘူးခရစ်တော်ကိုခဏလောက်ဖေးထားမယ်ဆိုရင်တော့လူလောကမှာတမာတရားမရှိဘူးဆိုရင်တမာတရားနဲ့မနိုင်ရှင်ဘူးဆိုရင်အမှန်တရားအကောင်းဆုံးပဲကြောင့်အဲ့ဒီအမှန်တရားထဲမှာလူကကျင်းတယ်ဒါပေမဲ့ခက်တာကအဲ့ဒီအမှန်တရားထဲမှာအသက်မပါဘူးအမှန်တရားထဲမှာလုံခြုံမှုစိတ်ချမှုတာဝန်ယူခြင်းကေတင်ခြင်းဆိုတာမပါဘူး။နော်လောကနဲ့မိတ္တဟာဖွဲ့တယ်ဆိုတာကလောကမှာကြီးစိုးနေတဲ့အရာကောင်းခြင်းမကောင်းခြင်းစိုးတဲ့အရာတိတ်မစိုးတဲ့အရာအယံစိုးတဲ့အရာအယံကောင်းတဲ့အရာလောကမှာကျင်လည်နေတဲ့နေရာမတွေအားလုံးကျင့်စဉ်တွေအားလုံးကိုမိတ္တဟာဖွဲ့ပြီးသူတို့နီးသူအဲ့ဒီလိုထတ်သူထမ်းမြသဘောသူကြည်ဖြူလက်ခံဝန်ခံတော်သူကိုဘုရားသခင်ရဲ့ယံသူလို့သတ်မှတ်တယ်။ဒီကကျွန်တော်ပြောတဲ့ဥစ္စာကိုမိတ်ဆွေနားလည်နိုင်မှာနားလည်မှာပါဒါပေမဲ့ကျွန်တော်အတိအကျပြောမယ်နော်တင်ဘာသာရေးကိုင်းဆိုင်တာအပြစ်မရှိပါဘူးဒါပေမဲ့ဘာသာရေးကိုင်းဆိုင်တာခရစ်တော်ထဲမှာရှိတော့ဘာသာရေးကိုင်းဆိုင်ခြင်းဖြစ်ပါစေတင်အလူငွေပေးတာအပြစ်မရှိဘူးခရစ်တော်ထဲမှာရှိပြီးမှအလူငွေပေးတော့သူဖြစ်ပါစေ
တင်တရားကျင့်တာအပြစ်မရှိပါဘူးဒါပေမဲ့ခရစ်တော်ထဲမှာရှိပြီးမှတရားကျင့်တော်သူဖြစ်ပါစေတင်ဆုတောင်းအားကြီးတာအပြစ်မရှိဘူးခရစ်တော်ထဲမှာရှိပြီးမှဆုတောင်းအားကြီးတော်သူဖြစ်ပါစေတင်တော့ပရဟိတလုပ်တာအပြစ်မရှိဘူးခရစ်တော်ထဲမှာရှိပြီးမှပရဟိတလူတွေကိုကူညီထောက်ပံ့ရိုင်းပေးတဲ့အလုပ်လုပ်တော်သူဖြစ်ပါစေခရစ်တော်ထဲမှာမရှိဘဲနဲ့လုပ်တဲ့အရာကလည်းဘလောက်ထိကောင်းတော်ရင်လည်းနောင်တမလုံးမှာစိတ်ချောင်မရဘူးဘုရားသခင်ရှိမှစည်ရင်းမပါဘူးဒီလောကမှာပြည့်စုံသွားမယ့်အရာပဲကြောင့်မိတ်ဆွေနားလည်နိုင်ပါစေတခါတလေမှာတော့ကျွန်တော်ဟောကြားတဲ့တရားဒေသနာလူတချို့တည်းနားမလည်နိုင်ဘူးဒါကြောင့်ဒီ comment တွေမှာပြန်ပြီးတွေ့ရတဲ့အခါမှာတချို့တော့တွေနားမလည်နိုင်ပါဘူးတချို့တော့လူတွေကဒီလိုဘာပြောနေလဲပို့ကြောင်ကြောင်နေအယူကြီးဒါကျွန်တော်လည်းဘာပြောချင်တယ်လဲဆိုတော့ကိုတီးတန့်ကျွန်တော်မှစီစဉ်ထားပြီးမှတခါလေရေးချထားမယ်ပြောတာမဟုတ်ဘူးပြောနေတဲ့အချိန်မှာပေးရင်ဖျားလိခင်တော့မှကျွန်တော်ကိုဘယ်လိုတွန်းတင်နေလဲအဲ့တော့ကိုထူးချမ်းအဲ့ဒီအဖြစ်တွေကအရန်ထူးခြားတယ်အရန်စမ်းကြတယ်မိတ်ဆွေထူးခြားစမ်းကြတဲ့အရာကဘုရားသခင်စီရင်လာတဲ့အရာဖြစ်တယ်ကိုယ့်ရဲ့အုံနောက်ညံနဲ့နော်လက်တီးနဲ့ဆုပ်စာရှိတဲ့အစိတ်သားလောက်ပဲရှိတဲ့ညံနဲ့ဘတော်မှတိုင်းတာစစ်စစ်လို့မရတဲ့အရာကဘုရားသခင်ဖြစ်ခြင်းခရစ်တော်ဖြစ်ခြင်းအဲ့ခရစ်တော်ဖြစ်ခြင်းကကျွန်တော်တို့အထက်မှာရောက်လာတဲ့အခါမှာဒီလူကအံ့ဩသွားတယ်ဒီလူကနမိတ်လက်ခံမြတ်စွာမြင်တွေ့ရတယ်အဲ့ဒီအခါမှာဘုရားသခင်နှုတ်ထွက်စကားကိုကျွန်တော်ညတိုင်းဝင်ငတ်ရဖြစ်တယ်အမှန်ကျွန်တော်ကနော်လေ့လာအားကောင်းလို့ကျွန်တော်ဝင်ငတ်နေလည်းမဟုတ်ပါဘူးအမှန်အဲ့ဒါဆိုကျွန်တော်တက်ဆောင်ဖတ်ပါတယ်ကျွန်တော်နေ့တိုင်းလို့ကျမ်းစာကိုလေ့လာတယ်နှလုံးသွင်းတယ်အသေးစိတ်ကိုလေ့လာပါတယ်ဒါပေမဲ့လေ့လာတိုင်းမှာလည်းဘုရားသခင်မဖွင့်ပြပါဘူးစိတ်နှလုံးကြေကျွန်တော်စိတ်နှလုံးကကြေမွကျိုးပိတ်တော့ခံယူခြင်းတော့စာငတ်တော့နှလုံးသားနဲ့လေ့လာတဲ့အခါမှာကျွန်တော်ခဏဖြစ်10မိနစ်ဖြစ်9မိနစ်ဖြစ်လေ့လာနှလုံးသွင်းတဲ့အခါဘုရားသခင်ဖွင့်ပြတယ်အဲ့ဒီအခါမှာဘုရားသခင်နည်းနည်းလေးဖွင့်ပြတယ်အဲ့ဒီနည်းနည်းလေးကိုပဲအခြေခံထားပြီးမှဟောကြားတွင်တင်နေရင်းနဲ့ကိုကစကလုံးနဲ့နောက်ထပ်စကလုံးယထာတွဲလို့ပါလာဒါကျွန်တော်ကိုယ်တိုင်တက်သေးပဲပြောနေတဲ့အချိန်မှာကိုတက်သေးထူနေတာပြောနေတဲ့အချိန်မှာကိုကအလိုဖြစ်နေတာကျွန်တော်မနေ့ပြန်ပေါင်းများစွာကိုဝင်ငှရအောင်မယ်ဆိုတဲ့အရာကကျွန်တော်ကခွန်အားတွေအပြည့်ရှိပြီးသားပြောရမယ့်စကလုံးတွေကျွန်တော်မစင်စားဘူးသူ့အနေနဲ့သူရှိပြီးသားကျွန်တော်ကပြောထွက်လိုက်ဖို့ပဲကျွန်တော်တာဝန်ကနောက်ပိုင်းသူ့အတူတာဝန်ယူသွားမယ်ကြောင့်ခရစ်တော်ပြောတယ်ဘယ်လိုပြောရမလဲဆိုတော့မစိုးရိမ်နဲ့ထိုခဏချင်းပါပဲတဲ့တင်းတို့ကိုဆွဆွဲပြစ်တင်တဲ့အခါမှာယုံရောက်ခိုက်ရောက်မယ်အမျိုးမျိုးထဲမှာဘယ်လိုပြောရမလဲလူအုံတော့အဖြစ်အစွမ်းဆက်မပြောနိုင်တော့တဲ့အချိန်မှာဝိညာဉ်တော်ဖျားကတွန်းတင်မယ်နောက်ဝိညာဉ်ဖျားကကျွန်တော်ဘာဆုတောင်းရမလဲဆိုတဲ့အရာကိုညီးတွားခြင်းပဲသူအထက်ကဆုတောင်းပေးနေတယ်ဝိညာဉ်ဖျားကဝိညာဉ်ဖျားဆိုရင်တင်းရဲ့နှုတ်ရှာတင်းရဲ့အုံတော့တင်းရဲ့မျက်စိအားလုံးကိုသူကအပြည့်အဝထိန်းချုပ်ခြင်းတယ်အပြည့်အဝအလုပ်လုပ်ခြင်းတယ်အဲ့ဒါကိုတင်ခွင့်ပြုလိုက်ပါလို့ပြောခြင်းကြောင့်မိတ်ဆွေဒီညကျွန်တော်ဖတ်ရတဲ့ကျမ်းစာကတော့ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး၄ဖြစ်ပါတယ်အခန်းကြီး၄အငယ်၄ရဲ့အောက်နာမှာကျွန်တော်ဖတ်ပြီးမှနှုတ်ကတော့ဝင်ရဖြစ်ပါတယ်ဤလောကရဲ့မိခါရဖွေတော်တော့ဖွေလို့တော့သူဒီဘုရားသခင်ယံသူဖြစ်၏ဟမ်ကျမ်းစာချက်အချင်းဤတက်ဖြစ်တည်ဦး၎င်းငါတို့၌တည်နေသောဝိညာဉ်တို့ဝိညာဉ်တွေညူဆူစေခြင်းတော့သဘောရှိသည်ဝေ၎င်းထင်ကြသလောနော်ကျမ်းစာကကျွန်တော်အတွက်မှာနော်ထူးခြားတဲ့ဘုရားသခင်နှုတ်ကပတ်တော်ကိုယူဆောင်လာတော့စာအုပ်ဖြစ်တယ်ဆိုတော့ပြောချင်တယ်ကျွန်တော်ဒီညနှုတ်ကပတ်တော်ကိုခွန်အားယူနိုင်ပါစေနားလည်နိုင်ပါစေဝင်ရောက်ဖွင့်ပြပါစေပြန်ပြီးပါရှေ့ပေးပါလို့ပြောချင်အားလုံးဖျက်ခင်ကောင်းချီပါစေ